ကွာရှင်းပြီးခါစားခင်မွန်းဟောင်းကနောက်ထပ်ချစ်သူအစ်စ်နဲ့ပျော်နေတာကိုမြင်လိုက်ရတဲ့အခါမိန်းကလေးရဲ့ရင်ထဲမှာဖော်ပြလို့မရနိုင်တဲ့ဝမ်းနည်းမှုတွေပြည့်နှက်သွားခဲ့ပါတယ်အိမ်ပြန်ရောက်တဲ့အခါသူမဟာခင်မွန်းဟောင်းရဲ့ကုတ်အင်ဂျီလေးကိုတေးသေးချာချာမိပူတိုက်ပေးနေမိပါတယ်သူမအတွက်တော့သူမရဲ့ခင်မွန်းဟောင်းဟာအမြဲတမ်းလူကောင်းတစ်ယောက်ပါအဲ့ဒီအချိန်မှာပဲဖခင်ဖြစ်သူအခန်းထဲဝင်လာပြီးဒီနေ့ချင်းတွေ့မှုအခြေအနေကိုမေးပါတယ်မိန်းကလေးကသမီးအဲ့ဒီလူကိုမယူချင်ဘူးသူကလူကောင်းတစ်ယောက်မဟုတ်ဘူးလို့ပြောလိုက်တဲ့အခါဖခင်ဖြစ်သူကဒေါသကြီးနဲ့အော်ဟစ်ပါတော့တယ်နေကအရင်လိုဘီလီယံနာတစ်ယောက်ကိုထက်ရနိုင်တော့မှာမဟုတ်ဘူးဒီလူနဲ့ယူမှငါစီးပွားရေးကအဆင်ပြေမှာလို့ဆိုပါတယ်မိန်းကလေးကအိမ်တော်ရေးဆိုတာဘဝအတွက်အရေးကြီးတဲ့ကိစ္စပါသမီးကိုမိသားစုအကျိုးအမြတ်အတွက်အသုံးချခဲ့တာတော်တင်ပြီလို့ပြန်ပြောတဲ့အခါဖခင်ဖြစ်သူကနင်ငါကိုဆရာလာမလုပ်နဲ့ငါခိုင်းတာကိုပဲလုပ်ဆိုပြီးအဝတ်လန်းစင်နဲ့သူမကိုရိုက်နှက်ပါတော့တယ်ဒီကုမ္ပဏီကငါအသက်ပဲနင်သာဒီလူကိုမယူရင်ငါဘဝပြတ်တာကိုထိုင်ကြည့်နေလိုက်လို့ချိန်ချောက်ပြီးထွက်သွားပါတယ်မိန်းကလေးဟာဒဏ်ရာတွေကိုပုတ်ပြီးငိုကြွေးနေတော့မှပဲခင်မွန်းဟောင်းစီကနေမင်းပစ္စည်းတစ်ခုကြံခဲ့လို့လာတွေ့ပါဦးဆိုတဲ့ message ရောက်လာပါတယ်သူမရဲ့မျက်ရည်တွေဟာထိမ့်မနိုင်အောင်ကျလာပြီးခင်မွန်းဟောင်းရဲ့ကုတ်အင်ဂျီကိုပြန်ပေးဖို့ဆုံးဖြတ်လိုက်ပါတယ်နောက်တနေ့ကော်ဖီဆိုင်မှာတွေ့ကြတဲ့အခါခင်မွန်းဟောင်းကသူမကိုမြင်ချင်းမှာပဲဘာလို့ဒီလောက်တောင်ပိန်သွားရတာလဲလို့စိုးရိမ်တကြီးမိပါတယ်သူမကကုတ်အင်ဂျီကိုပြန်ပေးတဲ့အခါသူမရဲ့လက်ကဒဏ်ရာတွေကိုမြင်ပြီးသူလန့်သွားပါတယ်ဘာဖြစ်တာလဲလို့မေးပေမဲ့သူမကလက်ကိုချစ်ချစ်ပါအောင်ဆုပ်ထားပြီးဘာမှမပြောပါဘူးခင်မွန်းဟောင်းကမင်းဘာလို့ဒီလောက်တောင်အပြောအဆိုနူးညံ့သွားရတာလဲအရင်3နှစ်တုန်းကမင်းဒီလိုမဟုတ်ပါဘူးလို့မေးပါတယ်မိန်းကလေးဟာအရင်ကသူတို့နှစ်ယောက်ရဲ့ပြောစရာအချိန်တွေကိုပြန်တတိယသွားပါတယ်သူမကသူ့အတွက်ဟင်းမျိုးစုံချက်ပေးခဲ့ဘူးတလို့ဟင်းအရသာကဘလောက်ပဲဆိုးဆိုးသူကတော့အရန်ကောင်းတယ်လို့အမြဲတမ်းချီးကျူးခဲ့သူပါအရင်3နှစ်တုန်းကမင်းတကယ်ပြောခဲ့တာပဲအခုဘာလို့ဒီလိုဖြစ်သွားရတာလဲတယောက်ကမင်းကိုနှိပ်စက်နေတာလားလို့သူကထပ်မေးပါတယ်မိန်းကလေးကတော့ပြုံးပြီးမဟုတ်ပါဘူးလို့ပဲဖြေခဲ့ပါတယ်ခင်မွန်းဟောင်းကမင်းတကယ်ပဲအဲ့ဒီလူကိုယူတော့မှလားလို့မေးတဲ့အခါသူမကခေါင်းငင်းပြပါတယ်သူကကျမပေါ်ကောင်းပါလေရှင်စိတ်အေးအေးထားပါလို့ပြန်ပြောပေမဲ့ခင်မွန်းဟောင်းကငါဘလို့လို့စိတ်အေးနိုင်ပါလဲဟိုတနေ့ကပွဲမှာသူမင်းကိုဘလောက်တောင်ရိုင်းဆိုင်ဆက်ဆံခဲ့လဲဆိုတာငါမြင်သားပဲအဲ့ဒီလူကမင်းကိုတကယ်ပျော်ရွှင်အောင်ထားနိုင်မယ်လို့ထင်လို့လားလို့မေးတဲ့အခါသူမမှဘာပြန်ပြောရမှန်းမသိတော့ပါဘူးနောက်ဆုံးမှာသူမကရှင်ပေးစရာရှိတယ်ဆိုတာဘာလဲလို့မေးတဲ့အခါခင်မွန်းဟောင်းကလက်ထဲကလက်ပတ်လေးကိုကြစ်ပါအောင်ဆုပ်ထားပြီးမှငါမမိတာထင်တယ်လို့လိန်ပြောလိုက်ပါတယ်အဲ့ဒီနောက်သူမရဲ့ဘဏ်အကောင့်ထဲကိုဒေါ်လာ30တန်းလွှဲပေးထားတယ်လို့ပြောပါတယ်ဒါကမင်းကိုကျေးဇူးတင်လို့ပေးတာမဟုတ်ဘူးအရေးပေါ်ကိစ္စရှိရင်သုံးဖို့ပေးတာတကယ်လို့တစ်နှစ်နေလို့မင်းအဆင်ပြေနေတယ်ဆိုရင်အဲ့ဒီအချိန်ကြာမှငါ့ကိုပြန်ပေးလို့အတင်းအကျပ်လက်ခံခိုင်းပါတယ်မိန်းကလေးကပတ်စံကိုလက်ခံပြီးအိမ်မှာကိစ္စရှိလို့ဆိုကအလင်းအမြန်ထွက်လာခဲ့ပါတယ်ခင်မွန်းဟောင်းကတော့ခဏတာစဉ်းစားနေပြီးနောက်မှာတော့ဆိုင်ထဲကနေဇော်ချွေးပြန်ပြီးပြေးထွက်လာကသူမရဲ့နာမည်ကိုအကျယ်ကြီးအော်ခေါ်လိုက်ပါတယ်ပြီးတော့သူမေးလိုက်တာကမင်းအဲ့ဒီလူကိုမယူလို့မရဘူးလား